자면나 아이가 저 리스닝이 왜 아니잖아 31ကနေပြန်ဆက်စားတော့မယ်နော်30လေးပြီးသွားပြီဆိုတော့31 32ပေါ့သူကဘာပုတ်လဲဆိုကြတော့ तू အကုန်လုံးခြုံပြောရရင်ကျတော့ထိုးတုံးဆိုတာကျတော့ဘာလဲသိလားထိုးတုံးဆိုတာအတစ်ဖက်နဲ့တစ်ဖက်ပေါ့နော်ကျတော့ဗာစကရီလူတာကိုပြောတာတစ်ဖက်နဲ့တစ်ဖက်ဟာလားအဲ့လိုပုံစံပြောတာထိပေးလို့တာပေါ့ဟုတ်လားနော်တစ်ဖက်ကလည်းမဟုတ်ဘူးငါကတော့ဒီလိုမှန်တယ်ငါကတော့ဒီလိုထင်တယ်မဟုတ်ဘူးတစ်ဖက်ကကြတော့လေအဲ့လိုပြောနေအဲ့ဒါတော့မဟုတ်ဘူးနော်ဟုတ်လားနော်ကျတော့စကရီလူကြမှာပေါ့နော်သူနိုင်ကိုနိုင်အဲ့လိုမျိုးပုံစံတစ်ဖက်နဲ့တစ်ဖက်အပြန်လဲအကြောင်းအရာကိစ္စတစ်ခုနဲ့ပတ်သက်ပြီးဘာလုပ်ကြမလဲဆိုအော်ညင်းညမှာခုံညမှာဟုတ်လားနော်တစ်ဖက်ကတော့လေငါကတော့ဒီလိုအကြောင်းအရာကြီးရှိတော့ငါကတော့ဒီလိုဖြစ်ရမယ်လို့ထင်တယ်အော်မဟုတ်ဘူးဟိုဘက်ကကြတော့လေနော်အဲ့လိုမျိုးကျတော့ထိုးတော့အပြန်လဲညင်းကြမယ်ခုံကြမယ်ပေါ့အဲ့လိုပုံစံအဲ့တော့ကျွန်တော်အရင်ဆုံးသူကဒီမှာပေးထားတာပေါ့နော်ဒီကီ31 32က문제를 풀기 전에ကျွန်တော်ဗာလဲဆိုရင်ဒီမေးခွန်းကိုမဖြေရှင်းခင်မှာအရင်ဆုံး반드시 남자인지 여자인지သူကဒီမှာလာလိမ့်မယ်남자의 중심 생각လိုမျိုးလားဟာလားနော်여자의 중심 생각လိုမျိုးလားဟာလားနော်အဲ့ဒါကျွန်တော်ဒီမှာမေးခွန်းမှာ남자라 여자라ဒီမှာ남자의 생각으로ဒီမှာ 남자라ဟာလားနော်ဒီဟာ 남자라 여자라ဆိုတာမေးခွန်းကိုတေချာကြည့်မယ်မေကုံကိုတေချာကြည့်မယ်အဲ့ဒါပြီးမှနမ်ကြားဆိုရင်နမ်ကြားပြီးတော့တေချာနားထောင်မယ်ဟာလားနော်အဲ့လိုပုံစံအဲ့တော့ပုံမှန်ဆိုတော့နမ်ယောဟာလားနော်အဲ့လိုမျိုးပုံစံဒါမှမဟုတ်လေယောနမ်အဲ့လိုမျိုးလာပဲမနော်လာတယ်တဲ့가끔 대화가 줄 때도 있다တဲ့ဟာလားနော်ထိုးရုံနဲ့ပတ်သက်ပြီးတော့ဂျူဂျေကဘယ်လိုကြောင်းဟာလဲလာလဲဆိုရင်နော်최신 사회 문제 최신ခုလက်တလုံးမှာဒီ society မှာဖြစ်နေတဲ့ 문제 ပြဿနာမျိုးတွေနောက်တစ်ခုက 경제စီးပွားရေးပြဿနာတွေနောက်တစ်ခု 전체 policy နဲ့ပတ်သက်ပြီးတော့ညှင်းညက်ခုန်ကြမယ့်ဟာတွေပေါ့နော်အဲ့လိုပုံစံတွေလာပါတယ်အဲ့တော့ကျထိုးရုံးဖြစ်တဲ့အတွက်ပေါ့နော်ထိုးရုံးလုပ်တဲ့အခါမှာကျတော့ဘာလုပ်လဲသုံးတဲ့အသုံးနှုန်းတွေကျတော့သိရမယ်ဘာလို့လဲကျတော့ထောက်ခံတဲ့မြန်မာမှာဆိုရင်ထောက်ခံတယ်တစ်ဖက်ကတော့ပြန်လဲခြေပတဲ့ဟာနော်အဲ့လိုကျတော့ဒီထိုးရုံးလုပ်တဲ့အခါမှာသုံးတဲ့အဖြူရောင်တွေကိုကျတော့ကြည့်ရမယ်ပေါ့နော်အဲ့အထူးသဖြင့်ဒီမှာ찬성 표현ရှိမယ်반대 표현ဟုတ်လားနော်ဒီလိုဟာရှိမယ်အရင်ဆုံး찬성 표현ကိုကြည့်ရအောင်찬성ဆိုတာဘာလို့တာလဲဆိုတော့ထောက်ခံတာဟုတ်တယ်အဲ့တစ်ဖက်ကပြောလိုက်တာဟုတ်တယ်ပြန်ပြီးတော့ထောက်ခံတဲ့ဖြူရအောင်နော်ဆိုစကလုံးသုံးလုံးလေးဘာတွေသုံးကြမလဲအဲ့တော့အရင်ဆုံးနေနေတော့찬성하다ဟုတ်ဗျာ찬성하다ကျတော့ထောက်ခံတယ်အဲ့တော့ तू ကဘာမှသုံးလဲဆိုရင် तू ကိုကြောကျတော့အဲ့လိုမျိုးထိုးတုံးနေဟလားနော်ထိုးတုံးနေလုပ်တဲ့အခါမှာအများဆုံးသုံးမယ် तू ကကျတော့လုံးဝကိုမှပဲတရဝင်အဲ့လိုမျိုးပေါ့နော်ကျတော့ရုံးနေမှာသုံးကြတယ်တကယ်ဟလားနော်အများပြည်သူရှိမှာသုံးကြတဲ့အသုံးလုံး찬성하다လို့သုံးမယ်နောက်တစ်ခုကကျတော့ဗာလဲဆိုရင်နော်동의하다လည်းတူတူပဲသဘောတူတယ်ဒါပေမဲ့သူ့ကိုကျတော့တခါကျသူ့ကိုကျတော့ဒီလိုမျိုးနေစဉ်စကားပြောတွေမှာသုံးရင်သုံးမယ်ပေါ့နော်ဒီကောင်ကကျတော့လုံးဝကျတော့ထိုးတုံးလုပ်တဲ့အခါမှာအပြိုင်ပွဲတွေမှာဒါမျိုးဆိုတော့찬성နဲ့သုံးတာများတယ်အဓိပ္ပာယ်ကတူတူပဲ동의하다နောက်တစ်ခု동조하다လည်းကျတော့သဘောတူထောက်ခံတာပဲဒါပေမဲ့ तू ထောက်ခံတာလေသူ့ရဲ့အပြောကိုလည်းထောက်ခံတယ်နောက်တစ်ခု तू လုပ်တဲ့ဟလာနော်နောက်တစ်ခုအတူတူပါကျတို့ကစိတ်သဘောထားတူညီပြီးတော့စိတ်တူကိုယ်တူနဲ့ဆောင်ရွက်ကြတာမျိုးအဲ့လိုမျိုး तू ကကျတော့ကျတော့ဟိန်းတုံးထီပေါ့နော်ဟိန်းတုံးထီကျတော့အတူတူလုပ်ကြတာမျိုးဟုတ်တယ်ဟုတ်ပြီနောက်တစ်ခုကဂုံကမ်းမာတာဂုံကမ်းမာတာဆိုတော့ကျတော့ပါလေတစ်ဖက်ကိုစာနားလည်ပေးတာပေါ့ဟုတ်လားနော်နင်ဖြစ်နေတာငါတို့နားလည်တယ်နော်နင်ခံစားနေအောင်ဒါဒီလိုမျိုးကျတော့စာနားလည်ဂုံကမ်းမာတာနောက်တစ်ခုကကျတော့지지하다ဒါမှမဟုတ်ရင်지지를 보내다 지지하다ဆိုတော့အားပေးတာကိုပြောတာအားပေးထောက်ခံတယ်ဟုတ်လားနော်အဲ့လိုပုံစံသူပြောနေတဲ့ဟာကိုသူလုပ်အထူးတပြောလို့ဟိုတလောကကျတော့ဆုံးကောလိုမျိုးဟုတ်လားနော်ဗာလဲရွေးကောက်ပွဲလိုမျိုးဟုတ်လားဒါမျိုးဆိုရင်အဲ့ဒီရဲ့ဝင်ပြိုင်တဲ့သူကိုကျတို့ထောက်ခံများမျိုး지지하다 지지를 보내다နေတာဟုတ်တယ်နောက်တစ်ခုကကျတော့수용하다ဒါမှမဟုတ်ရင်받아들이다အဓိပ္ပာယ်အတူတူပဲကျတို့ဗာလဲလို့ဆိုရင်တစ်ဖက်လူပြောတဲ့ဥပြောင်းအမြင်ကိုလက်ခံမိတာမျိုးလက်ခံဟုတ်တယ်နော်အဲ့ဒါမျိုးကိုကျတို့က수용하다ကျတို့လွယ်လွယ်ပြောရရင်တော့받아들이다လက်ခံပေးတယ်နောက်တစ်ခုက인정하다ဘာလို့ပေးရလဲတစ်ဖက်လူပြောတာဟုတ်တယ်နေပြောတာမှန်တယ်ထောက်ခံမိလိုက်တာထောက်ခံပြီးဟုတ်ထောက်ခံမှန်တယ်ဒါမျိုးထောက်ခံမိလိုက်တာမျိုးနောက်တစ်ခုက옹호하다ဟာလားနော်옹호하다ဆိုတော့ဘာလဲဆိုအားနေတဲ့သူဟုတ်လားနော်ကျတို့အားနေတဲ့သူကကွယ်ပေးတာဟုတ်ဟုတ်ပြီဟုတ်တယ်နောက်တစ်ခုက대변하다ဟာလား대변하다ဆိုတာကျတို့သူများအစာ대신 말해주다နော်အစာပြောပေးတာသူများစားနောက်တစ်ခုက기대하다တော့ကျတို့ဘာလို့လဲ
မျောလင့်တာမ အဲ့ ရှိ မျောလင့်နေဟလားနော် ဖြစ်တယ် ကော လို့ င်းတဲ့ရလဒ်တွေဖြစ်ဖို့အတွက်မျောလင့်နေတာမျိုးလို့နော်နောက်တစ်ခုကကြတော့ ဟုတ် 긍정적이다 ဒါမှမဟုတ်ရင် 긍정적이다 호의적이다ဆိုရင် 호의적이다 အဲ့ကျ 긍정적가 ဘာဖြစ်တာလဲ 긍정적이다 positive thinking ဖြစ်တ ဟု ယ် တ်တ လို့ ယ် ဆို ကျတော့အကောင်းမြင်တာပေါ့ဟုတ်လားနော်အကောင်းမြ ဟု င် တ် နေ 호의적이다 လို့လည်းပြောလို့ရတယ်နောက်တစ်ခုက 낙관적이다 ဘာဖြစ်လို့လဲဆိုရင်ကျတော့အမြင်ကျတာကိုပြောတာ ဟုတ်တယ်မြင်ကျတယ် 낙관적이다 အမြင်ကျတယ်ဟုတ်လားနော်အဲ့လိုပြောပြီးတော့မှအဲ့ဒါကကျတော့ချမ်းဆောင်ဖြူယုံနေမှာ3 3ထားရှိတာဖြစ်ပြီးတော့နောက်တစ်ခုက반대ဖြူယုံလို့ပြောတယ်ဟုတ်ပြီနော်반대ဖြူယုံမှာတော့ 반대하다 ဘာလို့လဲဆန့်ကျင်လိုက်တယ် ကန့်ကွက်ဆန့် အဲ့ ကျ ဆ င် န့်ကျင်ကန့်ကွက်လိုက်တယ်ဟလားနော်ဘမ်ဘတ်ခါဒါဆိုတာကျတော့ဘာလဲဆိုရင်တော့ပြန်ပြီးတော့တစ်ဖက်လူကိုပြန်ပြီးတော့ညင်းဆိုတာပေါ့နော်မဟုတ်ဘူးဒီလိုကျတော့ဘာနဲ့ तू ကဘယ်လိုညင်းလဲဆိုရင်example တစ်ခုခုပြပြီးတော့ပဲဟုတ်တယ်မလားလုံးဝကိုမှပဲ तू ကလုံးဝ fact တွေထုတ်ပြပြီးတော့ဟလားနော် fact တွေထုတ်ပြပြီးတော့မှမဟုတ်ဘူးဒါကတော့မှားကိုမှားနေတာနော်ဒါကတော့အဆင်မပြေဘူးဒီလိုမျိုးကျတော့ဒီအမားတွေကိုထောက်ပြတာမျိုးနော် ဟုတ်တယ် ထောက်ပြတယ်ပြန်ပြောတယ် 비판 ဟလားနော်အဲ့လိုပုံစံ 비판하다 နောက်တစ်ခုကဘီဖန်နာတာ 비판하다 ဘာလို့လိုက်တာလဲကျတို့ဝေဖန်တာဟာလားနော်ဝေဖန်နေ 위반하고 နောက်တစ်ခုကជីကြော့ခါတာလည်းတူတူပဲကျဝေဖန်ပြီးတော့ဘာလို့တာသူကအမားထောက်ပြတာပဲနော်သူလေ 엄마를 နောက်တစ်ခုက대언하다 대언하다 ဆိုတာကကြ 대언하다 တော့တဲ့သူက상황ကျတို့အခြေအနေတစ်ခုဖြစ်နေဆိုအခြေအနေနဲ့ကိုက်အောင် 상황에 맞게 행동하다 အဲ့ကျတို့ဒီအခြေအနေတစ်ခုနဲ့ကိုက်အောင်ဟောလားလိုက်ရောညီထွေဖြစ်အောင်လုပ်တာမျိုး ဟုတ်တယ်နိုင်ရင်ဒီလို နောက်တစ်ခုကတော့염려하다 열이요 염려하다 영 ဆိုတာကျတော့ဘာဖြစ်လဲဆို걱정하다 စိတ်ပူတာ 세이프라 အဲ့တော့ကျတော့ထုလုံးနေမှာတော့ဟုတ်လားနော်걱정합니다 လို့မသုံးဘူး 염려하다 염려하다 ဟုတ်တယ် နောက်တစ်ခုက 실망하다 တော့ဘာဖြစ်တယ် 실만စိတ်ပြတ်တာ စိတ်ပြတ်တယ်ဟုတ်လားနော်ကိုဖြစ်ချင်တာမဖြစ်ရလို့ကိုမျောလင့်ထားတာမဖြစ်လို့စိတ်ပြတ်တယ် 실망နောက်တစ်ခုက 부정적이다 ကျတော့အမြင် 부정적 နော်မကောင်းတဲ့ဘက်ကနေတွေးတာအမျိုးနော်အငြင်းတဘောမျိုးအဲ့လိုမျိုး negative ဘက်ကနေနောက်တစ်ခုကကျတော့ 회의적이다 회의적이다 ဆိုတော့ကျတော့တစ်ခုကိုမယုံနိုင်ဘူးဥရှင်းဖြစ်နေတာမျိုး တန်တရားတွေဝင်နေတာမျိုးဟုတ်လားနော်အဲ့တော့ငါဒီတစ်ခေါက်စာမေးပွဲပေါ့နော်ဒါဒီ topic စာမေးပွဲ level 4တော့ရပါမလားဒီလိုမျိုးကိုယ့်အနေကိုဟုတ်လားနော်မယုံနိုင်ကိုယ့်အနေ audition ဖြစ်နေတာမျိုးစီပဲဤချော်ကီတာ ဟုတ်တယ် နောက်တစ်ခုကတော့ 책임을 묻다 ပေါ့နော်အဲ့တော့ကျတော့ဗာလဲဆိုရင်တော့ तू ကဒီအမှားကိစ္စနဲ့တစ်ခုခုနဲ့ပတ်သက်ပြီးတော့မနော်ဒီအမှားနဲ့ပတ်သက်ပြီးတော့ तू ကတာဝန်ယူမှာလေဆိုပြီးတော့ဘာလို့လဲဆိုရင်책임ကိုသူတို့တောင်းခံတာမျိုးပုံစံပေါ့နော်နော်ဘယ်လိုတာဝန်ယူမှာလဲဆိုပြီးတော့ဒီမှာတာဝန်ယူမှုကိုမေးမြန်းနေဆိုတော့ဟုတ်လားနော်ဆိုအစိုးရကိုပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးဘယ်သူကဒါဒီကိစ္စကိုဘယ်လိုတာဝန်ယူမှာလဲဒီလိုမျိုးဘာလို့လဲဆိုရင်တာဝန်ခံမှုအတွက်မေးမြန်းတာမျိုး မေးမြန်း နော်ယုတ်ကူလောက်တာမျိုး 주장하다 နောက်တစ်ခုကကြတော့ 주장하다 ဆိုတာကျတော့ဘာလို့လိုက်တော့ကိုယ့်ရဲ့ 주장하다 ကိုယ့်ရဲ့အမြင်ကိုထုတ်ဖော်ပြောတာပေါ့နော်ကိုငါကတော့ဒီလိုထင်တယ်ငါချင်ကတော့ဒီလိုပေါ့နော်အဲ့တော့ကိုယ့်ရဲ့အမြင်ကိုထုတ်ဖော်ပြောပြတယ် ဟုတ်တယ် 제시하다 နောက်တစ်ခု 제시하다 내놓다 제안하다 ဘာလို့လဲဆိုရင်တစ်ဖက်ကိုဥကြီးအောင်နာမမဟုတ်ရင်ဘန်ဘောအဲ့လိုမျိုးတွေဘာလို့လဲဆိုပြတာနော်ဖော်ပြရတယ်ကျတော့ညွှန်ပြောပြရတယ်ဒါမျိုးဆို 제시하다 ဟုတ် 모색하다 모색하다 ကျတော့ရှာဖွေသည်찾다 ဟာနော်တူပဲ ဟုတ်တယ် 아니 နောက်တစ်ခုက합리화하다 합리화하다 တော့ကျတော့ဗာလဲဆိုရင်ပေါ့နော် 자신의 행동이 맞다고 ဟုတ်လားနော်ငါလုပ်တာမှန်တယ်ငါလုပ်လိုက်တာတော့မှန်တယ်ဆိုပြီးတော့တစ်ဖက်ကလို့ဘာလို့လဲဆိုရင်설명လုပ်တာ 어 ဟုတ်ပြီနော်ကိုလုပ်လိုက်တဲ့ဟာကတော့မှန်တယ်ဆိုပြီးပြန်ပြီးတော့ဟုတ်လားနော်ရှင်းပြတာ 하면 적당하다 절단하다 ဟုတ်ကဲ့နောက်တစ်ခုကကျတော့ 전달하다 တော့ဘာလို့လဲတစ်ဖက်လူကိုကျတို့ information တွေ lesson ကမ်းတာမျိုးလေ 전달하다 ဟုတ်လားနော်တယောက်နဲ့တယောက် information တွေသိအောင်လို့ lesson ကမ်းတယ် 전달하다 နောက်တစ်ခုက 평가하다 ဆိုချင်ဘာလို့လဲဝေဖန်တယ်ဟုတ်လားနော်ဝေဖန်တယ်ဟုတ်လားနော်ဒါကတော့ဒီလိုဘယ်လိုရှိတယ်ဝေဖန်ပိုင်းချက်ဝေဖန်တယ် 평가하다 နောက်တစ်ခုကတော့ 분석하다 ဘာလို့လိုက်တာလဲဝေဖ 분석하다 န်ပိုင်းခြားတယ်ဟုတ်လား 일반적하고 ဒီဟာကိုအသေးစိတ်ပေါ့နော်ဟုတ်လားနော်ဘယ်လိုချင်နေရှိနေတယ်အသေးစိတ်자세히 나누어서
ဤဟဲဟာတာဟာလားနော်ဝေဖန်ပြီးတော့ဘလို့ဒါကတော့ဘလို့ဖြစ်တယ်ဝေဖန်ပိုင်းခြားတယ်သူကကြတော့နောက်တစ်ခုကတော့ယိုကူဟာတာဒါမှမဟုတ်ရင်ကျေပြောပါလဲဆိုရင်ချုပ်ကူဟာတာယိုချုံဟာတာ 초코하다. ဘာလို့တာတော့တောင်းဆိုတယ်တောင်းခံ땅소라고. တယ်အဲ့လိုပုံစံနော်အတိတ်ပဲတူတူပဲ 음, 땅소다. နောက်တစ်ခုကကျတော့ရေထုခ 예측하다. တာဒါမှမဟုတ်ရင်ဂျုံမန်း 너무나다. ငါတာဘာလို့တော့ခန့်မှန်းတယ်ဟုတ်လားနော်ဒီလို 칸, ဖြစ်မယ်လို့တော့ခန့်မှန်းချင်ဂျုံမန်းလေဟုတ်လား어, 53မှာပါတယ်ဂျုံမန်းတူတူပဲဟုတ်လားနော်ရှေ့လျှောက်ဘယ်လိုဖြစ်မလဲ 어, ဆိုပြီးတော့ခန့်မှန်းမိခန့်မှန်းတာ 칸마나. နောက်တစ်ခုကဟွာခေနာတာစစ်စေးရဟုတ်လားနော်ခြေတို့က 스세리, နော် 어, အစင်ပြင်းပြခြေပေါ့ပေါ့ပါစစ်တာဗောနော်ဟိုဂုံးတူကျရင်တော့ခြေတို့ဘာလဲဆိုအသေးစိတ်ပြန်အသေးစိတ်စစ်စေးတာ 어, 질문하다. 미고메디. อืม 선명하다. 신비하고. ဆိုမျိုးငါဒါတော့ရှင်းပြတယ်ဟုတ်ပြီနော်အဲ့တော့ဒါထိုးတော့မှပါတတ်တယ်သူရဲ့ဖြူရောင်လေးဟုတ်လားနော်အဲ့တော့ဒါလေးတော့ကြက်ထားမှာပဲသူကတော့ဗာတိပဲနေပြော 허우제. နေတာအဲ့လိုမျိုးဒီမှာဟုတ်ပြီနော်အဲ့တော့ဒါလေးကြက်